20年間ミャンマーで戦ってこられている方々が非常に返し、首相官に面かかると大変光栄なことでございます。ミャンマーは民主化に向けて大きな前進をしております。彼らが最もミャンマーの民主化、そして法律を望んでいる方々でございます。これから大きくミャンマーが変わろうとする閣下の指導を一段と我々は望む次第でございます。ありがとうございます。今回、こうして、ミャンマー国の国民和会の担当の政府代表である笹川さんのご貢献によってですね、こうして少数民族の皆さんが日本で一堂に会することができた、これはまさに私の喜びとするところでございます。今回のこの会合がですね、和平プロセスの進展に大いに寄与することを期待したいと思います。ミャンマーの少数民族の代表の皆様によりますインタビューを発させていただきます。中央にお座りの方が民間ら統一民族連邦協議会議長になられます。ကျွန်တော်ပြည်ထောင်စုမြန်မာနိုင်ငံမှာလွတ်လပ်ရေးနဲ့အတူပေါက်ဖွာလာတဲ့လက်နက်ကိုင်အဖြစ်ပြခရှင်းရှင်းနိုင်ရေးအတွက်နိုင်ငံရေးအရာဖြစ်ပေါ်လာတဲ့အဖြစ်ပြခကိုနိုင်ငံရေးနဲ့ရှင်းနိုင်ဖို့ဒီဂျပန်အစိုးရကိုလည်းတောင်းဆိုတယ်ကမ္ဘာနိုင်ငံအသီးသီးကိုလည်းတောင်းဆိုတယ်ဒီတော့ပို့ပြီးတော့ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံကိုစစ်ဝင်စားပြီးတော့ကူညီနေတဲ့ဂျပန်နိုင်ငံကိုပို့ပြီးတော့အားကိုးပြီးရောက်ရှိလာတာဖြစ်တယ်ဒီတော့ဂျပန်နိုင်ငံကလည်းကျွန်တော်တို့တိုင်းရင်းသားများရဲ့လူလားချက်ဖြစ်တဲ့စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေးစစ်မှန်တဲ့ပြည်ထောင်စုဆိုရင်ဖက်ဒရယ်ပြည်ထောင်စုကျွန်တော်တို့တိုင်းရင်းသားများတန်းတူညီမျှပြီးတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်စစ်ရရှိအောင်ဒီဂျပန်နိုင်ငံအစိုးရကနေလည်းဝိုင်းဝန်းကူညီပံ့ပိုးဖို့တောင်းဆိုတာဖြစ်တယ်ဒီတော့ဂျပန်နိုင်ငံကနေတစ်ဆင့်ဒီနေဘွန်ဖောင်ဒေးရှင်းကိုတာဝန်ပေးပြီးတော့ကျွန်တော်တိုင်းရင်းသားဒေသအသီးသီးမှာလူအပ်နေတဲ့ပြည်သူလူထုရဲ့စာဝတ်နေရေးဆင်းရဲဒုက္ခကိုဖြေရှင်းကူညီမှုအစအရာရာဒါတွေကိုရရှိဖို့ကျွန်တော်တို့တောင်းဆိုတာဖြစ်တယ်ဒီတော့ဒါဒီအားလုံးကိုဂျပန်နိုင်ငံအစိုးရကလည်းလက်လက်ပြောပြောဒီနေဘွန်ဖောင်ဒေးရှင်းမှာတစ်ဆင့်ပေါ်ဒီကိုကြီးသွားဖို့သဘောတူရရှိခဲ့ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားများအားလုံးကိုစားဂျပန်နိုင်ငံကိုအထူးပဲကျေးဇူးဥက္ကာရတင်ရှိပါကြောင်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်はい。